Okay အားလုံးမင်္ဂလာပါကျွန်တော်ကောင်းကြီးပါကျွန်တော်ဒီနေ့ဗီဒီယိုပါတော့ပြောမဲ့ဆိုတော့ဗီဒီယိုမတင်တာတော့ကြာသွားပြီဆိုတော့ဘလို့လည်းပြောတယ်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ဒီဖိုးဟောင်းကကျွန်တော်မကောင်းတော့မလို့ဖုတ်သေးချေးနေမလို့ကျွန်တော်တို့ဒီလိုမှာချေးနေတာမလို့ကျွန်တော်ကြာသွားပြီပါတယ်အခုတော့ကျွန်တော်အသေးရောက်ပါပြီအသေးရောက်ပြီဆိုတော့ဗီဒီယိုတွေကြီးလို့ပြန်လုပ်လို့ရပြီ FVL ရဲ့ကြီးကိုလာပြန်နေပါပဲဘာမျိုးသားလဲဆိုတော့ဒီကောင်ပါဒီကောင်ကြီးကိုကျွန်တော်2နှစ်လောက်တော့ခြေပေးလိုက်ရတယ်ရအောင်လွယ်တာပေါ့နော် Okayဒီနေ့ဒီလောက်ပဲကျွန်တော်တို့နောက်ထပ်block food ဗီဒီယိုတွေကိုကျွန်တော်တို့ quality ကောင်းကောင်းနဲ့တင်လို့ရပြီဆိုတာကျွန်တော်လာပြောတာပေါ့နော်သို့ဒါဆိုရင်ဒီလောက်ပါပဲကျွန်တော်တို့ကျွန်တော်တို့ဒါလေးဟောက်ကြည့်မယ်ဘာဖူးပေါက်မလဲဟုတ်ကဲ့တိုင်းမဖူးပေါက်ပါတယ်ဒီကောင်ကတော့လာမလာဆိုတာကတော့တို့ပြအောင်မယ်ဟုတ်ပါတယ်ကျွန်တော်တို့အဲ့လိုချင်းတွေကိုကျွန်တော်တို့ recording ကောင်းကောင်းလုပ်လို့ရပြီဖြစ်ပါတယ်တွေ့ပါအဲ့လိုပဲပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်